မင်္ဂလာပါကတိညဆုံးရှုံးနိုင်သလားဆိုတာလုံးတော့နှစ်ပေါင်း200လောက်ကစပြီးတော့အသင်းတော်လေးတွေများစွာအသင်းတော်ကြီးတွေများစွာအစင်လာအသင်းတော်ကြီးတွေပြပွားလာပြီးတော့ Baptist Methodist ရင်ကောင်းစရှိတဲ့ပြက်သူတို့အသင်းတော်တည်ထောင်တာလဲကတိညစိတ်ချဖို့အကြောင်းကိုတုံသင်ပြီးတော့ဥတီထူထောင်ကြတာပါဒါပေမဲ့ကတိညကရှုံးနိုင်သလားဆိုတာကိုတော်ပြောလာကြပါတယ်အဲ့ဒီချိန်တုန်းကအခုထိလေးပြောတော့မဲ့ကတိညဆုံးနိုင်တယ်တဲ့ဘာဖြစ်လို့တော့ယေရှုနောက်မလိုက်ပဲလူနောက်လိုက်လို့သူတို့နှစ်ချင်းခံစဉ်ကသူတို့ရဲ့ယုံကြည်ချက်ကိုထုတ်ဖော်ပြောဆိုခဲ့တယ်ဘုရားပေးသောကတိညကယေရှုကိုဘုရားဖြစ်၎င်းယေရှုကိုသူတို့ရဲ့အသက်ကိုကယ်တင်သောခင်ဖြစ်၎င်းလက်ခံယုံကြည်ပြီးတော့ဒီလိုသွားလာနေရမှာအခုတော့2020နောက်က blasphemer ဖြစ်နေဒါယေရှုကျုပ်တို့ထဲမှာရှိရင်ကျုပ်တို့ကကိုဗစ်ရောဂါဘာမှဖြစ်စေရဘူးဆိုတော့အော်ဟစ်တဲ့ဒီတရားဟောဆရာတယောက်ကိုကျွန်တော်ကစာလေးတို့ပြီးတော့ Facebook မှာဝေဖန်ပါတယ်ဒါ blasphemy ပဲဘုရားဦးစင်ကိုလုံကျူးပြောတာယေရှုကိုအယုတ်လုပ်ပြီးတော့သူ့ရဲ့အိတ်ထောင်နဲ့ထည့်ပြီးတော့ဒီအသွေးသားခန္ဓာကိုယ်ရဲ့ဇာတိပတိအကျင့်ဒါလည်းသူမသိဘူး safari ဆိုရတဲ့တင်တို့စီဒုက္ခရောက်ပြီဆိုတာကိုလည်းဘယ်လို့မှမစင်စားပဲအကုန်လုံးကအောင်မြင်ခြင်းနဲ့ဒါပဲပြောနေတဲ့ဥစ္စာကိုသူ့ကိုကျွန်တော်တိုက်ခိုက်တဲ့ခါကျတော့ဒီလိုမျိုးလာပြီးတော့ပုတ်ခတ်နဲ့မတိုက်ခိုက်နဲ့မဝေဖန်နဲ့ပေါ့ရှေ့မှာဒုစရိုက်ဖြစ်တာပေါ့တိတ်ခါတော့ဆရာကြီးတယောက်ကိုဒီလိုပြောရလားပေါ့ကျွန်တော်ပြောတာကျွန်တော်ဖျားခင်တဲ့၎င်းထိုသူနဲ့၎င်းကျွန်တော်သုံးဦးပဲဆိုင်တယ်လို့ကျွန်တော်မှဘာမှဝန်လေးပင်မှချင်းမရှိဘူးခမည်းတော်သာပဲစိုးရိမ်စရာရှိတာဘာလို့ဆိုတော့ခင်ဗျားတို့လူနောက်လိုက်နေကြတာဒီလူကိုထိခိုက်လို့ဒီလူကိုအတွက်ကြောင့်ခင်ဗျားတို့နာတယ်ဆိုတာကခင်ဗျားတို့လူနောက်လိုက်နေဒါကိုမစင်စားမိကြဘူးလားခရက်နဲ့အများကြီးလမ်းလွဲနေကြတယ်ဆိုတဲ့အကြောင်းအဲ့ဒီအချိန်မှာကျွန်တော်ပြောဘူးတယ်60ကားနဲ့အေးယူမယ်ဆိုတာလည်းပါသေးတယ်ဗျအဲ့တော့ခရက်နဲ့လူနောက်လိုက်လို့ရှိရင်တော့ကယ်တင်ချင်းဆုံးရှုံးနိုင်တယ်ဆိုတော့ယနေ့အသင်းတော်ကြီးကအသင်းအုပ်ကြီးများတိုးထိန်ကြီးများသည်အစဉ်တစိုက်ဝန်လေးစွာထိန်းကြောင်းနေရတဲ့တိုးထိန်ကြီးများကိုလည်းခင်ဗျားတို့စဉ်းစားပြီးတော့နားလည်ပေးဖို့လိုပါတယ်